ဟာလာကျွန်တော်တို့ရွေးကောက်ပွဲဟာတကယ်ကိုပြည့်စုံတဲ့အကောင်းမွန်တဲ့အဖြေမဟုတ်ရင်တောင်မှလက်ရှိအခြေနေတဲ့ပိုကောင်းတဲ့အစိတ်တစ်စိတ်ကိုရောက်လာမယ်ဆိုတာဒါကတော့ကျွန်တော်တို့သိကြတယ်ဟုတ်ပါတယ်နော်ဒါကြောင့်မလို့မဲမပေးဘူးဆိုရင်ကိုယ်စန္ဒမပါဘဲနဲ့သူများဆုံးဖြတ်သွားတာကိုကျွန်တော်တို့ကနောက်9နှစ်ခံဆိုတော့အဲ့ဒီအားကိုလေးလေးနက်နက်ကျွန်တော်တို့စဉ်းစားနိုင်တယ်ဆိုရင်ဒါပြည်သူတွေကမဲပေးခြင်းဟာကိုယ့်ရဲ့အခွင့်အရေးဒါကိုထိထိရောက်ရောက်အသုံးချရမယ်ဆိုတဲ့ယုံကြည်ချက်မျိုးဖြစ်လာအောင်ကျွန်တော်တို့ကပြည်သူတွေကိုရှင်းပြဖို့လိုတယ်ဆိုတော့အဲ့တော့မဲပေးတဲ့အခါမှာလည်းပဲရွေးချယ်မှုပါလာပြီအဲ့တော့ကိုယုံကြည်တဲ့သူကိုစားပြုတ်ပြီးတော့ပြောနိုင်ဆိုနိုင်မဲ့သူရွေးချယ်ဖို့လိုတယ်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့ကတော့နိုင်ငံရေးပါတီတရက်ဆိုတာနိုင်ငံရေးအတက်ပဲသူ့ရဲ့နိုင်ငံရေးရည်တည်ချက်သူ့ရဲ့ဖြတ်သန်းမှုအဲ့ဒီအားတွေကိုကြည့်ပြီးတော့မှနောက်9နှစ်စာယုံကြည်ကြည်နဲ့သူ့လက်ထဲကိုကျွန်တော်တို့ကလွှဲလိုက်ရမှာပြောရရင်ပြည်သူတန်း90ဆိုတာကတကယ်ကျွန်တော်တို့ရွေးချယ်ပေးတဲ့ပမာဏကလူထောင်ကနန်းပဲရှိတယ်တန်း90ကနေပြီးတော့အဲ့ဒီလူတွေရဲ့လက်ထဲကိုကျွန်တော်တို့ကိုစားကျွန်တော်တို့ပြဿနာတွေကိုခင်ဗျားတို့ပြောပေးပါဖြေရှင်းပေးပါလို့သူကတာဝန်ပေးတဲ့ပွဲပဲဒီပွဲကဆိုတော့အဲ့တော့ကိုယ်စိတ်ကြိုက်ကိုကတာဝန်မပေးဘူးဆိုရင်တော့သူများစိတ်ကြိုက်ဆုံးဖြတ်သွားတာကိုခံရမယ်ဒါကြောင့်မလို့ဒါဒီရွေးကောက်ပွဲဟာပြည်သူတွေအနေနဲ့မဖြစ်မနေအမဲပေးတဲ့ရွေးကောက်ပွဲလို့ကျွန်တော်တို့မြင်ပါတယ်တာမန်အခြေအနေမှာဒီမိုကရေစီအသားကျနေတဲ့နိုင်ငံတွေမှာတချို့ဆိုတာဘယ်သူအစိုးရဖြစ်မှန်းတော့သတိမထားမိဘူးအဲ့ဆိုသူ့မှာဥပဒေတွေလုံထုံးလုံနည်းတွေနဲ့သူကအသားကျတယ်အဲ့ဆိုတက်ဘယ်သူတက်သူတို့ကတီတီကြီးပဲအခုကကြတော့ဒီလူမျိုးကျွန်တော်တို့အင်မတန်အရေးကြီးတဲ့အခြေအနေမှာပြည်သူတွေရဲ့အဆုံးဖြတ်ပေါ့ဆုံးဖြတ်ခွင့်ဟာတာမန်ရွေးကောက်ပွဲတွေတဲ့အရေးကြီးတယ်။အရေးကြီးပဲ။ဟုတ်ကဲ့။ဒါကြောင့်မလို့ကျွန်တော်ကတော့ကိုယ့်ရဲ့ရပိုင်ခွင့်ပေါ့ကိုယ့်ရဲ့ဆုံးဖြတ်ခွင့်ကိုအဆုံးရှုံးမခံပါနဲ့။သူများဆုံးဖြတ်တာမခံပါနဲ့။ကိုယ်တိုင်မဲပေးပြီးတော့ဆုံးဖြတ်ပါလို့ကျွန်တော်တို့တိုက်တွန်းချင်တယ်။အဲ့တော့အခုလုံးလုံးစီကတော့ပထမအဆင့်ဟိုကမဲစင်းတွေကတ်ပြီ။29ရက်နေ့ကဟိုမဲယုံတီးတီးပေါ့။သူရဲ့ရက်ွက်ကြီးရွာလိုက်မဲစင်းတွေကတ်ပြီ။ဆိုတော့ကိုယ့်ရဲ့မဲပေးခွင့်အဆုံးရှုံးဖို့ဆိုတာကမဲစည်းရင်းထဲမှာကိုပါလားမပါဘူးလားသွားစစ်ဖို့ဟုတ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့နိုင်ငံရေးပါတီတွေကလည်းပဲဝင်ပြီးတော့စစ်ပေးဖို့လိုတယ်အဲ့တော့ဒီထဲမှာနေရသားနဲ့မဲစည်းထဲမှာမပါဘူးဆိုရင်တတ်မှတ်တဲ့ပုံစံနေနဲ့ကျွန်တော်တို့ကရှောက်ထားပြီးတော့မဲစည်းထဲမှာထပ်ထည့်ဖို့လိုတယ်အဲ့တော့တချို့ကြတော့လေဒီမှာမနေဘဲနဲ့တချို့မဲစင်းထဲမှာဥမာတေးပြီးသားလူတွေပါနေတယ်ဟလာအစရှိတဲ့ပြင်ပေါ့နော်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ကသွားပြီးတော့ကန့်ကွက်ဖို့လုပ်တယ်ဒါကြောင့်မလို့မဲစင်းစီစစ်ဖို့နဲ့မဲစင်းထဲမှာကိုယ်နဲ့မပါခဲ့ဘူးကြံခဲ့တယ်ဆိုရင်လည်းသွားပြီးတော့ကျွန်တော်တို့သတ်မှတ်တဲ့ပုံစံနဲ့သွားပြီးတော့တင်ပြဖို့လိုတယ်နောက်တစ်ခုကတော့ကျမကြီးအကြောင်းဖြစ်စီပေါ့အကြောင်းကြိုတင်စန္ဒာမဲပေးမဲ့သူတွေအဲသူတို့နဲ့ပတ်သက်ပြီးတော့လေသတ်မှတ်တဲ့လုံထုံးလုံနည်းများနဲ့အညီကိုယ့်ရဲ့မဲပေးခွင့်နောက်ကိုယ်နဲ့နီးစပ်နေတဲ့မဲဆန္ဒနေမြေထဲမှာရှိတဲ့ပြည်သူတွေရဲ့မဲပေးခွင့်မဆုံးရှုံးအောင်ကာယကံရှင်တွေကိုယ်၌ကလည်းစစ်ဖို့လိုတယ်။နောက်တိနာလေတဲ့သူတွေကလည်းဝိုင်းပြီးတော့ဒီကိစ္စကိုကူညီဆောင်ရွက်ကြဖို့လိုတယ်ပေါ့နော်။ဒါလေးလည်းဟိုဒီကာလမှာအရေးကြီးတာပေါ့ဆရာတော်တော်အရေးကြီးချက်ပါပါတယ်ဟုတ်ပါလားလေးလည်းကျွန်တော်ပြောပြရအောင်ဟုတ်ပါဒီနေ့တော့ဆရာစီလာနေတာတော့အကျိုးရှိသွားပြီများဟုတ်ကဲ့ဟိုပါဘောနောက်တဲ့ဆရာပြည်နေတာတွေရှိရင်လည်းဆရာအချိန်ပြီးပြီးတော့ဟိုတော့လာလေပါအောင်မယ်ဆရာဟုတ်ကဲ့အချိန်ပြီးတဲ့အတွက်လည်းဆရာကျေးဇူးများတင်ပါတယ်ဖြေချပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာဟိုကျွန်တော်ကခင်ဗျားကိုအားနာနေတာဟုတ်ကဲ့ကျွန်တော်ကဟိုနိုင်ငံရေးပြောနေရရင်သမင်းမေးဟုတ်ကဲ့ပါဟိုဘာမှဘူးအဲ့မခံလိုက်ရဘူးရပါတယ်ဆရာရပါတယ်ကျွန်တော်လည်းဖားခဲ့ပြီဆိုတော့ဟုတ်ကဲ့ပါဆရာဒါဆိုဆရာကျွန်တော်ခွင့်ပြုပါဦးဆရာဟုတ်ကဲ့ပါဟုတ်ကဲ့နောက်လည်းလာလိုက်ပါဆရာဟုတ်ကဲ့ပါ